အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ကျမတို့ဂရုသွေးကမမေ့နိုင်တော့နေတဲ့နေ့ဆောင်းပါးလေးအကြောင်းကိုတင်ဆက်ပြတာပြောပြပေးတော့မှာဖြစ်ပါတယ်ရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်နော်မမေ့နိုင်တော့နေတဲ့နေ့ရောင်းတာတို့တနေ့တာခရီးစဉ်ကျမအတွက်မမီရော့နိုင်တဲ့နေတဲ့နေ့ကတော့တငယ်ချင်းများနဲ့အတူရှောင်းတာတို့တွားရောက်လဲပတ်ခဲ့တဲ့နေတဲ့နေ့ပဲဖြစ်ပါတယ်နေချင်းမြန်ခီးဖြစ်တဲ့အတွက်ကြောင့်ပြောစရာအချိန်တွေနေခဲ့ရတဲ့အတွက်နှမျောမိခဲ့ရပါတယ်မြန်မာပြည်ရဲ့အလှတရားများထဲမှာတစ်ခုဖြစ်တဲ့ရှောင်းတာကန့်ရှိနေရကခရီးသွားသူများအတွက်ရင်တက်ရှုမောပွဲကောင်းသောနေရာတစ်ခုပါအဲ့ဒါကြောင့်လဲတငယ်ချင်းများနဲ့အတူရှောင်းတာကိုပျော်ပွဲစားထွက်ရန်ဆုံးဖြတ်ခဲ့ကြတာပါကျမတို့မနက်စောစောမှာပဲရန်ကုန်မြို့ကနေရှောင်းတာတို့ထွက်ခွာခဲ့ပါတယ်ခရီးစဉ်တစ်လျှောက်လုံးကြည့်လို့မဆုံးနိုင်တော့တစ်တော်များနဲ့ကြီးတဲ့ဒေသများမြင်တွေ့ခဲ့ရပါတယ်လမ်းပေါ်မှာရှိတဲ့မုံဆိုင်များတွင်မနက်စာအဖြစ်အကျော်ဆုံးတဲ့လက်ဖက်ရည်ကိုစားတောက်ခဲ့ကြပါတယ်။ရှောင်းတာကိုရောက်တာနဲ့ကျမတို့ရဲ့စိတ်ဝင်စားမှုကိုဖန်ဆားလိုက်တာကတော့အပြာရောင်ပင်လယ်လိုင်းတက်များနဲ့အတူလေးညင်းများကိုပါယူဆောင်လာခြင်းပဲဖြစ်ပါတယ်။အဲ့ဒီနေ့ကကျမတို့ရဲ့အပျော်ရွှင်ဆုံးနေ့မမေ့နိုင်တော့နေ့ပဲဖြစ်ပါတယ်ရှင်။ရှောင်းတာတို့ရောက်တော့အခါကမ်းခြေတစ်လျှောက်လမ်းလျှောက်ရှင်ဓာတ်ပုံရိုက်ရှင်နဲ့ပင်လယ်ရေကစားခြင်းစတဲ့အပိုင်းဖြေစရာများကိုတငယ်ချင်းများနဲ့အတူလွတ်လွတ်လပ်ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်ညနေပိုင်းတွင်ပင်လယ်စာများကိုစားတောက်ခဲ့ကြပါသေးတယ်။ညနေပိုင်းနေဝင်ချိန်လာတရားကိုလည်းတငယ်ချင်းများနဲ့အတူတူကြည့်ပြီးဂီတာတီး၍တခြင်းများကိုလည်းတပ်ပြိုင်တီးဆိုခဲ့ကြသေးပါတယ်။ချောင်းတာခီးစဉ်ကမေ့လျော့လို့မရနိုင်တော့အမှတ်တရကောင်းများစွာကိုပေးစွမ်းခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။တဘာဝလှပများနဲ့အတူစိတ်ဝင်စားဖွယ်ခီးဖြစ်တဲ့ရှောင်းတာခီးစဉ်ကကျမတို့အတွက်မမေ့နိုင်တော့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ကျမတို့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်နဲ့ပဲပြီးပါပြီရှင်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက် project တွေမှာတွေ့ရအောင်လားရှင်။ဘိုင်ဘိုင်။